ကိုက iPhone Air ကိုကြိုက်တယ်ဒါပေမဲ့ iPhone ဖြစ်နေလို့ iPhone ကိုမုန်းနေဈေးမတန်ဘူးလို့ခံစားရတယ်ကိုက budget line အထက်ပဲသုံးနေတယ်ဆိုလို့ရှိရင် Tecno ရဲ့ပူပါစလင်းက iPhone Air နဲ့တော်တော်လေးကိုမှနီးစပ်တယ်ဆိုတဲ့ခံစားချက်ပေးတယ်အဲဒီညမှာနည်းနည်းလေးကိုကွဲလဲကောင်းကွဲလဲလိမ့်မယ် iPhone ကတော့ iPhone ပဲဒီကောင်ကတော့ Brand 8256ကိုကျွန်တော်73သိန်းဝန်းကျင်ပဲရှိရတဲ့အတွက်ကြောင့်သူ့ရဲ့ဈေးထဲမှာတော်တော်လေး fine ဆိုတဲ့ခံစားချက်ပြန်ပေးနိုင်တယ်ဆိုတော့ဘယ်အချက်တွေကိုဒီကောင်မှာအကြိုက်ဆုံးလဲလို့မေးမယ်ဆိုလို့ရှင်တော့ဒီပူပါစလင်းက 3D cam display ထဲမှာအပါဆုံးဖုန်းလုံးလို့ပြောလို့ရတယ်ကပစံကြီးတင်ထားတယ်ပေါ့နော်ဆိုတော့ပူပါစလင်းကအထူအနေနဲ့ဆိုလို့ရှင်6mm ရှိရယ်အခု iPhone Air ကတော့ 5.4mm ပဲရှိတယ်ဒါပေမဲ့ just a millimeter နည်းနည်းလေးတော့ပူပါစလင်းကထူလိမ့်မယ်ဒါပေမဲ့မတိတော့ဘာလို့လဲဆိုတော့သူ့ရဲ့နောက်ကျောဘက်ကောအရှိဘက်က display ကို cap လုပ်ပေးထားတဲ့ကြောင့်လက်ထဲမှာကာရတဲ့အချိန်သေးကြတယ် iPhone ရဲ့ပို့ပြီးတော့ပို့တယ်ပါတယ်ဆိုတဲ့ခံစားချက်ရတယ်ပြောမှဆို156 gram တတာပဲလေးတယ်ဒီတစ်ချက်ကလက်ထဲမှာကာရတဲ့အချိန် iPhone ရဲ့အများကြီးပို့ပြီးတော့မိုက်တယ်ဆိုတဲ့ခံစားချက်ရတယ်ပြီးတော့တခုရှိတာပေါ့နော်ဒီကောင်ကတော့ plastic frame တွေ plastic bag တွေကိုသုံးထားတယ်ဒါပေမဲ့အခုကျွန်တော်လက်ထဲကအဖြူရောင် version ကတော့အမဲအောင် version နဲ့ရှင်းလိုက်မယ်ဆိုအများကြီးပို့ပြီးတော့ premium ဆန်တယ်ဆိုတဲ့ခံစားချက်ရတယ်ဘာလို့လဲဆိုတော့နည်းနည်းလေးလဲ polish ဖြစ်နေရလဲပါတယ်လို့မျိုးအဖြူရောင်ဖြစ်နေရဖြစ်တဲ့အတွက်ကြောင့်လည်းပါတယ်ဆိုတော့ဒီပါးတဲ့ဖုန်းတွေမှာအဓိကပြဿနာဘာလဲဆိုတော့ heat control နဲ့ဒီ battery ပိုင်းအနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်က9000 mAh ကျော်ကျော်လေးပါမယ် iPhone Air ကတော့3000 mAh ကျော်ပဲပါမယ်ဒါပေမဲ့လက်တွေ့ဘဝမှာကျွန်တော်စမ်းပြီးတော့သုံးကြည့်ရတော့ဆိုလို့ရှိရင်တော့ battery life ကအရန်ကြီးကွာခြားရလို့မခံတော့အောင် screen on time ကအဲ့လောက်ကြီး differences မရှိဘူးပြောမှဆိုလို့ရှိရင် iPhone Air က9000 mAh ပါတယ်ပိုပါစလင်းနဲ့ရှင်းလိုက်မယ်ဆိုလို့ရင် battery life အတူတူလောက်သွားတယ်ဒါကလည်း iOS က battery optimization ကောင်းတာကြောင့်လို့တော့အချက်မြင်သတ်မှတ်လို့ရတယ်ပြီးတော့ heat control ဘိုင်းမှာကြည့်မယ်ဆိုလို့ရင်လည်းပိုပါစလင်းက Dimensity 6400ဒီ chipset ကကြောင့်ကျွန်တော် mid range segment ထဲမှာတော့အသုံးများကြတယ် heat control အဆင်ပြေတယ်ကျွန်တော် mobile ညံ့ပါညာဆော့မယ်ဆိုလို့ရှိရင်တော့ heat control မစိုးပေါ့နော်ဒါပေမဲ့ graphic အရင် intensive ဖြစ်တဲ့ကောင်တွေဆိုလို့ရှိရင်တော့ဒီကောင်နည်းနည်းလေးပူတယ်ဆိုတဲ့အနေအထားမှာရှိရင်ပုံမှန် usage ပဲသုံးမယ်ကျွန်တော် game ကိုပေါ့ပေါ့ပဲဆော့မယ်ဆိုလို့ရှိရင်တော့ဒီကောင်ရဲ့ performance က easy ထုတ်ပေးနိုင်တယ်ဆိုတဲ့အနေအထားမှာရှိတယ်နောက်တစ်ပိုင်းအနေနဲ့ဆိုလို့ရှိရင်တော့ Poco Slim ရဲ့ display လေးကလည်းမစိုးလို့ပြောလို့ရတယ် 1.5K resolution ကိုမှာ refresh အနေနဲ့ maximum 14Hz ကြီး support လုပ်ထားတယ် 14Hz ကကျွန်တော် application တိုင်းမှာတော့ရမှာတော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့အများဆုံးသုံးနေတဲ့ Facebook တို့ Instagram တို့အဲ့လိုနေရာမျိုးတွေမှာဒီကောင်ကောင်းကောင်းလေး support လုပ်ပေးနိုင်တာကိုတွေ့ရတယ်အဲ့အတွက်ကြောင့်ပုံမှန် 120Hz နဲ့ရှင်းလိုက်မယ်ဆိုလို့ကျွန်တော် 14Hz လေးကိုသုံးရတဲ့ခံစားချက်လေးကမစိုးပေါ့နော်ခက်တွတ်လေးခံစားရဆိုတဲ့အနေအထားမျိုးမှာရှိတယ်နောက်ဆုံးအနေနဲ့ highlight လုပ်ချင်တာကတော့ iPhone Air မှာက mono speaker ပဲပါတယ်ဒါပေမဲ့ Poco Slim မှာကကြတော့ dual stereo speaker ဖြစ်သွားမယ်အပေါ်လုံးအောက်လုံးပါမယ်ပြီးရင်သူက Dolby Atmos tuning လုပ်ထားတဲ့ audio quality နဲ့ကျွန်တော်တို့နားဆင်လို့ရမှာဖြစ်ပါတယ်ဆိုတော့ audio quality ကတော့အနည်းငယ်ပို့ပြီးတော့တာလိမ့်မယ်ဒီຢာကတော့တေချာပေါအာမခံရင်ဆိုတော့ Poco Slim ပဲဖြစ်ဖြစ် iPhone Air ပဲဖြစ်ဖြစ်လာရောက်ဝယ်ယူနေဆိုလို့ရှိရင်ကျွန်တော်ဖုန်းကင်းကိုလန့်လာခဲ့ဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်